ဒီနေ့ကျွန်တော်တို့နေထိုင်တဲ့ artificial intelligence ကကြီးကိုပုံဖော်ပေးခဲ့တဲ့ပုဂ္ဂိုလ်တစ်ဦးရှိပါတယ်။သူ့ရဲ့နာမည်ကတော့ Dr. Jeffrey Hinton ပဲဖြစ်ပါတယ်။လူအများစုကသူ့ကို AI ရဲ့ godfather လို့တင်စားကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကခေတ်သစ် AI နည်းပညာရဲ့အသင်းလုံးလို့ပြောနိုင်တဲ့ deep learning ကိုစတင်ဖန်တီးပြီးတော့အသက်သွင်းပေးခဲ့တဲ့သူဖြစ်လို့ပါပဲ။သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေသာမရှိခဲ့ဘူးဆိုလို့ရှိရင်ဒီနေ့ခေတ်မှာ ChatGPT လိုမျိုးစကားပြောနိုင်တဲ့ AI နဲ့မျက်နှာမှတ်မိနိုင်တဲ့နည်းပညာတွေနဲ့ self driving ကားတွေကလည်းအိမ်မက်တစ်ခုလိုပဲဖြစ်နေအောင်ပါပါဒေါက်တာဟင်တန်ဟာအုံနောက်ရဲ့လှုပ်လှုပ်ပုံကိုတွေ့ယူဖန်တီးထားတဲ့ artificial neural network တွေကိုအစောပိုင်းကတည်းကယုံကြည်ခဲ့တဲ့သူပါ2090ပြည်လုံးနှစ်များမှာ AI နည်းပညာအောင်မြင်မှုမရဘဲနဲ့ AI ဝင်းတားလို့ခေါ်တဲ့အခြေအနေကိုရောက်နေခဲ့တဲ့အချိန်မှာတော့သူကဒီလမ်းကြောင်းအတိုင်းပဲဆက်ပြီးတော့ရှောင်နေခဲ့ပါတယ်သူ့ရဲ့အရေးကြီးဆုံးလှုပ်ဆောင်ချက်တစ်ခုကတော့ back propagation ဆိုတဲ့သင်္ချာဆိုင်ရာ algorithm ကိုလူသိများအောင်လှုပ်ဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်ဒီနည်းလမ်းဟာကွန်ပျူတာတွေကိုအမားတွေကနေပြန်လည်သင်ယူပြီးတော့ပိုပြီးတိကျလာအောင်ဉာဏ်ပိုကောင်းလာအောင်လေ့ကျင့်ပေးနိုင်ခဲ့တဲ့တော့ချက်ပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲ deep learning ဆိုတဲ့အနေပဲကြီးတစ်ခုစတင်ပေါ်ပေါက်လာခဲ့ပါတယ်ဒီအောင်မြင်မှုတွေအတွက်သူနဲ့လှုပ်ဖို့ခိုင်းမဲ့နှစ်ဦးကကွန်ပျူတာသိပ္ပံပညာရဲ့အမြင့်ဆုံးဆုဖြစ်တဲ့ Turing Award ကို2018ခုနှစ်မှာရရှိခဲ့ကြပါတယ်2012ခုနှစ်မှာဟင်တန်နဲ့သူ့ရဲ့ကျောင်းသားတွေဟာပုံရိပ်တွေကိုခွဲခြားသိမြင်နိုင်တဲ့ AlexNet လို့ခေါ်တဲ့ deep learning စနစ်တစ်ခုကိုတည်ဆောက်ခဲ့ပြီးတော့ AI လောကကိုအကြီးအကျယ်လှုပ်ခတ်သွားစေခဲ့ပါတယ်ဒီပြည့်ရဟာနည်းပညာကုမ္ပဏီရဲ့စိတ်ဝင်စားမှုကိုလည်းဆွဲဆောင်နိုင်ခဲ့ပါတယ်2013ခုနှစ်မှာတော့ Google ကဟင်တန်ရဲ့ကုမ္ပဏီကိုဝယ်ယူခဲ့ပြီးတော့သူဟာ Google မှာဒုတိယဥက္ကဋ္ဌနဲ့ Engineer Fellow အဖြစ်တာဝန်ယူခဲ့ပါတယ်AI ရဲ့တိုးတက်ပြောင်းလဲမှုခရီးမှာသူဟာ Google နဲ့အတူဆယ်စုနှစ်တစ်ခုနီးပါးပါဝင်နေပြီးတော့နည်းပညာတိုးတက်အောင်စွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့2023ခုနှစ်မေလမှာတော့ကမ္ဘာ AI လောကကိုတုံ့လုံးစေမဲ့ဆုံးဖြတ်ချက်တစ်ခုကိုဟင်တန်ချမှတ်ခဲ့ပါတယ်။သူဟာ Google ကနေယာရုကထွက်ခဲ့ပြီးတော့ AI ရဲ့အနေအထားကိုလူသိရှင်ကြားကြီးကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုဖို့အတွက်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ AI ကိုဖန်တီးခဲ့တဲ့ဖခင်ကြီးကိုယ်တိုင်ရပဲသူ့ရဲ့သားသမီးတွေလိုဖြစ်နေတဲ့ AI နေရာတနေ့ကြလို့ရှိရင်လူသားတွေထိန်းချုပ်ဖို့ခက်ခဲလာနိုင်တယ်။အလောက်ကိုင်းပေါင်းများစွာကိုအစားထိုးနိုင်တယ်ဆိုပြီးတော့စိုးရိမ်ကြောင်ပြောဆိုခဲ့ပါတယ်။ဟင်တန်ရဲ့သတိပေးချက်တွေဟာ AI ကိုတီထွင်သူတွေနဲ့အသုံးပြုသူတွေအားလုံးအတွက်နည်းပညာတိုးတက်မှုနဲ့အတူလုံခြုံရေးနဲ့ကျင့်ဝတ်ဆိုင်ရာကိစ္စတွေကိုလည်းအလေးနဲ့ထားစဉ်းစားကြဖို့အတွက်တိုက်တွန်းနှိုးဆော်လိုက်ခြင်းပဲဖြစ်ပါတယ်။သူ့ရဲ့ဘဝစကြောင်းဟာနည်းပညာရဲ့အားကောင်းမှုနဲ့အတူလိုက်ပါလာတဲ့တာဝန်ယူမှုအကြောင်းကိုပါကျွန်တော်တို့အားလုံးကိုအမြဲတမ်းပေးနေမှာပါ